Lionel Messi တို့လိုကမ္ဘာကျော်ဘောလုံးသမားတွေ Taylor Swift တို့လိုကမ္ဘာကျော်အဆိုတော်တွေအဲ့လိုပုံကိုယ်တွေနဲ့အခုချိနေတဲ့မိတ်ဆွေနဲ့လက်ဆွဲနှုတ်ဆက်ဖို့ဒီနေ့အပြောမယ်ဆိုရင်တီးဖို့ပေါ့နော်ဂျားထဲမှာလူဘယ်နှယောက်လောက်မိတ်ဆက်ပြီးဖို့လိုမယ်လို့ထင်ပါတယ်လေလူပေါင်းရာချီရှိနိုင်မယ်လို့ထင်တဲ့လူကထင်ပါလိမ့်မယ်တချို့ကတော့လည်းလုံးဝမဖြစ်နိုင်လို့ထင်ပါလိမ့်မယ်ဒါပေမဲ့ theory တစ်ခုအရတော့မိတ်ဆွေနဲ့ကမ္ဘာပေါ်မှာရှိတဲ့နာမည်ကျော်တဲ့ပုံကိုယ်ဖြစ်စေနာမည်မကျော်တဲ့သတင်းတစ်ယောက်ဖြစ်စေတီးဖို့အတွက်ဆိုရင်လူပေါင်း6ယောက်ကဂျားထဲမှာမိတ်ဆက်ပြီးရပါပြီအဲ့ theory ရဲ့နာမည်ကတော့ 6 degree of separation လို့ခေါ်ပါတယ်ဒီသဘောတရားက1929ခုနှစ်မှာဟန်ဂေရီစာရေးဆရာ Frias Karenyi ရေးခဲ့တဲ့ဝိထုထဲမှာအရင်ဦးဆုံးပါခဲ့တာပါဒါပေမဲ့လူတွေကြားထဲမှာရေပန်းစားလာတာကတော့1968ခုနှစ်မှာစိတ်ပညာရှင် Stanley Milgram ဆိုတဲ့ပုဂ္ဂိုလ်ပြုလုပ်ခဲ့တဲ့ small experiment ဆိုတဲ့စမ်းသပ်ချက်တစ်ခုကြောင့်ပါ Milgram ကဘယ်လိုစမ်းသပ်ချက်လုပ်ခဲ့လဲဆိုတော့ Nebraska ပြည်နယ် Omaha မြို့မှာရှိတဲ့လူပေါင်း160 296လောက်ကိုကြာပန်းရွေးချယ်ပြီးတော့ပါဆယ်လုပ်တွေပေးခဲ့ပါတယ်အဲ့ဒီပါဆယ်လုပ်တွေကိုဘော့စတွန်မြို့မှာရှိတဲ့ stock ပွဲသားတယောက်စီကိုပို့ဖို့တာဝန်ပေးလိုက်ပါတယ်ဒါပေမဲ့ကတ်သက်ချက်ကတော့အဲ့ဒီပါဆယ်လုပ်တွေကိုကိုယ်တိုင်သွားပြီးပို့လို့မရဘူးကိုကနေတဆင်ရင်းနှီးတဲ့မိတ်ဆွေအဲ့ဒီမိတ်ဆွေကလည်းသူ့ကနေပြီးတော့ထပ်ပြီးတော့ရင်းနှီးတဲ့မိတ်ဆွေအဲ့လိုမျိုးပို့ရမှာဖြစ်ပါတယ်အဲ့ဒီမိတ်ဆွေကဒီပို့ရမယ့် stock ပွဲစားနဲ့ရင်းနှီးလောက်မယ်ထင်တဲ့မိတ်ဆွေကိုရွေးပြီးတော့ပို့ရမှာပေါ့နော်အဲ့တော့မြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်အိုမာမြို့နဲ့ဘော့စတွန်မြို့ကမိုင်ပေါင်း1400ကျော်လောက်ဝေးပါတယ်ပြောမယ်ဆိုရင်တော့မြန်မာပြည်တောင်နဲ့မြောက်ထက်ကိုပို့ပြီးတော့ဝေးတဲ့အနေအထားပါအဲ့လိုမျိုးဝေးကွာလာတဲ့အနေအထားကိုဒီပါဆယ်တို့တွေကအစိမ့်မတန်စနစ်ရောက်လဲဆိုပြီးတော့သူကစမ်းသပ်ချက်လုပ်ခဲ့တာပါရရတဲ့အဖြစ်ကတော့ပါဆယ်ပေါင်း64တုံးကခုနပို့ခိုင်းတဲ့ပုံကိုစီကိုရောက်လာပါတယ်အဲ့လိုရောက်လာတာကပြပြအားဖြင့်လူပေါင်း6ယောက်လောက်ပဲလက်ဆင့်ခံပြီးတော့ရောက်လာတာပါအင်တာနက်တွေမပေါ်သေးတဲ့ခေတ်ဆိုတော့ဒီစမ်းသပ်ချက်ကလူတွေကြားထဲမှာအဟန့်တင်စရာတစ်ခုဖြစ်သွားပါတယ်ဒီလောက်ဝေးကွာတဲ့အနေအထားကိုဘယ်လိုလုပ်ပြီးလူနည်းနည်းလေးရမယ်လက်ဆင့်ကမ်းပြီးတော့ရောက်သွားတယ်ဆိုပြီးမေးစရာရှိပါတယ်ဒါကတကယ်တော့သိချသဘောတရားတစ်ခုပါပဲဥပမာဆိုပါစို့မိတ်ဆွေမှာကိုယ်နဲ့ယဉ်ကျေးတဲ့သူအယောက်100ရှိရဆိုပါစို့ဒါက first degree ပေါ့နော်အဲ့တော့ကိုယ်နဲ့ယဉ်ကျေးတဲ့မိတ်ဆွေအယောက်100စီပါလေနောက်ထပ်သူတို့နဲ့ယဉ်ကျေးတဲ့မိတ်ဆွေပေါင်းအယောက်100စီကိုစီရှိကြရဲဆိုရင် second degree နဲ့မိတ်ဆွေပေါင်း1000ရှိတော့မှဖြစ်ပါတယ်အဲ့လိုနေနဲ့ဆက်ပြီးတော့အယောက်100စီနဲ့ဆက်ပြီးတွက်တော့မယ်ဆိုရင် third degree မှာဆိုရင်အယောက်1000ဖြစ်သွားပြီပေါ့နော် fourth degree စတုထအဆင့်မှာဆိုရင်တော့တန်း100ဖြစ်သွားပါပါအဲ့လိုနဲ့ fifth degree ပစ္စမအဆင့်ရောက်သွားပြီဆိုရင်တော့တန်း1000ဖြစ်သွားပါလိမ့်မယ်တန်း1000ဆိုတာက7 billion ဖြစ်ပါတယ်လက်ရှိကမ္ဘာလူဦးရေက8 billion ကျော်ပဲရှိရတဲ့အတွက်ကြောင့်မလို့ကမ္ဘာလူဦးရေတော့ပို့ပြီးတော့များသွားမယ့်ပမာဏပါနောက်ပြီးတော့ကျွန်တော်တို့ရဲ့အပေါင်းအသင်းတွေထဲမှာအပေါင်းအသင်းများတဲ့ဆက်ဆက်ရေးကောင်းတဲ့လူတွေလည်းရှိတတ်ပါတယ်သူတို့တွေကို super conductor လို့ခေါ်ပါတယ်သူတို့တွေကဒီလိုမျိုးချိတ်ဆက်မှုတွေကိုပို့ပြီးတော့မြန်ဆန်ဖြစ်စေပါလိမ့်မယ်အဲ့တော့ Milgram ရဲ့စံတက်ချက်ကလွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ကပါအင်တာနက်တွေမပေါ်သေးတဲ့အချိန်အပေါ့အခုလိုမျိုးအင်တာနက်တွေပေါ်လာပြီး Facebook တို့ LinkedIn တို့လိုလူမှုကွန်ရက်တွေပေါ်လာတဲ့အချိန်မှာရောဒီစံတက်ချက်ကဘယ်လိုရှိပါသလဲအဲ့တော့ Facebook ကဘီလီယံနဲ့ချီရှိတဲ့သူ့ရဲ့ user တွေကိုလေ့လာကြည့်တဲ့အခါမှာတော့ Facebook သုံးစွဲတဲ့ user 2ယောက်ကမ္ဘာမှာရှိတဲ့ဘယ် Facebook သုံးစွဲတဲ့ user 2ယောက်မဆိုချိတ်ဆက်ဖို့အတွက်အဆင့်ပေါင်း 3.5 ဆင့် 3 ဆင့်ခွဲလောက်ပဲရှိရလို့ဆိုပါတယ်အဲ့တော့ပြောရမယ်ဆိုရင်အမေရိကန်မှာရှိတဲ့လူတစ်ယောက်နဲ့မြန်မာပြည်မှာရှိတဲ့လူတစ်ယောက်နဲ့ Facebook friend ဖြစ်ဖို့ဂျားထဲမှာ friend 3ယောက်ကျော်4ယောက်လောက်ပဲလိုတဲ့အနေအထားပါအဲ့တော့ပြောရရင်ဒီ theory ကနားထောင်လို့တော့ကောင်းပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာဒီ theory က 100% အမှန်ကန်မှုရှိရလားပညာရှင်အများစုကတော့ဒီ 6 degree of separation theory ကိုဝေဖန်ထားကြတာရှိပါတယ်အဲ့တော့သူတို့ထောက်ပြတဲ့ဝေဖန်မှုတွေကပထမဆုံးအချက်ကတော့ survivorship bias ပါ survivorship bias ဆိုတာကတော့ဒီ theory ကကြံခဲ့တဲ့သူကိုပဲရွေးပြီးတော့ကြည့်ရလို့ပြောလို့ရပါတယ်အဲ့တော့ Stanley Milgram ရဲ့မူလစမ်းသပ်ချက်မှာ parcel ထုတ်ပို့ခဲ့တာကစုစုပေါင်း296ခုပါတကယ်တမ်းပတ်တဲ့စီကိုရောက်သွားတာက64ခုတည်းပါပြောမယ်ဆိုရင်20ရာခိုင်နှုန်းကျော်လေးပဲရှိပါတယ်လက်ခုနဲ့မှာပျောက်သွားတဲ့ဆက်မမှုဖြစ်တဲ့ parcel တွေကိုထပ်မတွက်ပဲတကယ်ရောက်သွားတဲ့ parcel တွေကိုပဲကြည့်ပြီးတော့6ဆင်းလို့ကောက်ချက်ချခဲ့တာပါတကယ်လို့မရောက်တဲ့ parcel တွေကိုထည့်ပြီးတွက်မယ်ဆိုရင်တော့ဒီဆင်းတွေကပိုပြီးတော့များသွားနိုင်ပါတယ်နောက်တစ်ချက်ကတော့လက်တွေ့မကြတာပါ theory အဖြစ်ဆိုရင်တော့ကိုယ့်ရဲ့တငယ်ချင်းသူရဲ့ဆေးရဲ့တငယ်ချင်းဒီလိုမျိုးနဲ့ဆက်သွားလို့ရမယ်လို့ဆိုပါတယ်ဒါပေမဲ့တကယ်လို့တွေမှာတော့ကိုယ့်တငယ်ချင်းကဘယ်သူနဲ့သိလဲဆိုတာကိုလူတိုင်းကမသိနိုင်ပါဘူးအဲ့ဒါကြောင့်မလို့ဒီလိုနီလန်းရှိရဆိုရင်တော့မှပဲချိတ်ဆက်ဖို့ကမလွယ်ကူတော့ပါဘူးတတိယအချက်ကတော့လူမှုရေးအတားအဆီးတွေပါလူတွေကကိုယ်နဲ့တူရကိုပဲပေါင်းတတ်ကြတာမျိုးပါချမ်းသာတဲ့လူကလည်းချမ်းသာတဲ့အတိုင်းဝိုင်းဆင်းရဲတဲ့လူကလည်းဆင်းရဲတဲ့အတိုင်းဝိုင်းပညာတတ်တဲ့လူကပညာရဲ့အတိုင်းဝိုင်းအဲ့လိုမျိုးပဲကိုယ့်လူမျိုးကိုယ့်အတိုင်းဝိုင်းကိုယ့်အတန်းစားနဲ့အဲ့လိုမျိုးပေါင်းတဲ့ထိုင်ကြတဲ့
သဘောတရားရှိပါတယ်ဒါကို Judy Kleinfeld ဆိုတဲ့ပမောက္ခကဝေဖန်ခဲ့မှုပါတယ်အရန်ချမ်းသာတဲ့လူတွေအရန်ဆင်းရဲတဲ့လူတွေကွဲထက်လူတွေကြားထဲမှာဒီအဆင့်60နဲ့လက်ဆင့်ကမ်းဖို့ကတကယ်တမ်းကျတော့ဘယ်လဲကူလာပါဘူးအဲ့ဒါဆိုရင် 6 degree of separation ဆိုတဲ့ theory ကလုံးဝမှားနေတာလားအဲ့လိုမျိုးလည်းပြောလို့မရပါဘူးလူတိုင်းနဲ့ချိတ်ဆက်တယ်ဆိုတာအတွက်ကိုယ်နဲ့တူရအတိုင်းဝိုင်းမှာချိတ်ဆက်တယ်လို့ပြောရင်ပုံပြီးတော့မှန်ပါလိမ့်မယ်ဒါဆိုကြုံဝင်လည်းကြုံမှာပါကိုယ်နဲ့တည်တဲ့တငယ်ချင်းကကိုယ်တငယ်ချင်းနဲ့လည်းတငယ်ချင်းပြတ်ဖြစ်နေတဲ့အခိုက်အတန့်မျိုးပေါ့အဲ့လိုမျိုးတွေကတူရအတိုင်းဝိုင်းကြားထဲမှာပုံပြီးတော့ဖြစ်နိုင်ပါတယ်အဲ့တော့ခုနပြောသလို Facebook တို့လိုဒီပညာရေးကြောင့်ကမ္ဘာကြီးကပိုချဲသွားတာမှန်ပေမဲ့လူမှုရေးစီးပွားရေးအတားအဆီးတွေကတော့လူတိုင်းဝင်ထားရမှာရှိနေတော့မှာပဲအဲ့တော့အခုကြည့်နေတဲ့မိတ်ဆွေရော60 degree separation theory ကိုလက်ခံလားဒါမှမဟုတ်ရင်ဘယ်လိုအမြင်ရှိလဲဆိုတာ comment မှာပြောပြပေးပါဦးဒီဗီဒီယိုကိုကြိုက်တဲ့ဆိုရင်လည်း like and subscribe လုပ်ပြီးတော့အားပေးနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်